ဝိပဿနာအလုပ်ဆိုတာသွားရင်လည်းလုပ်လို့ရတယ်စားရင်လည်းလုပ်လို့ရတယ်အလုပ်အကိုင်ထဲမှာလည်းလုပ်လို့ရတယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်နောက်ဆုံးထမင်းချက်ဟင်းချက်နော်လုပ်ငန်းကိုင်တာတွေလုပ်ရင်းလည်းပဲဝိပဿနာဆိုတာဖြစ်နိုင်တယ်ပေါ့အဓိကကတော့ဘာတော့ကိုယ်တဏ္ဍာမှာလောဘတွေလျှော့ချနိုင်ဖို့ဒေါသတွေလျှော့ချနိုင်ဖို့မောဟတွေလျှော့ချနိုင်ဖို့ဒီဟာကိုလေ့ကျင့်တာပဲဖြစ်တယ်ပေါ့အလုပ်လုပ်ရင်းကနေပြီးတော့စဉ်းစားတယ်ဘာတွေစဉ်းစားလို့နော်ထမင်းချက်ရင်းဆိုပါစို့အေးကောင်းကောင်းမွန်မွန်မြင်မြင်ရှက်ရှက်စားကြပါစေဟောဒါကရိုးရိုးမေတ္တာနဲ့စဉ်းစားတာနောက်တစ်ခေတ်စဉ်းစားလိုက်ပဲဆိုဟင်းရွက်ကလေးကိုကြော်လိုက်တယ်ကြော်လိုက်တဲ့အခါခုနကလန်းလန်းဆတ်ဆတ်ဟင်းရွက်ကလေးဟာအခုကြော်လိုက်တဲ့အခါနွမ်းပြီးတော့သွားတယ်။အော်ရုပ်တရားတွေဆိုတာဒီလိုပြောင်းလဲသွားတတ်တဲ့သဘောရှိပါလားလို့ဒီလိုဆင်ញင်လို့ရှိရင်လေဝိပဿနာဉာဏ်ဘက်ကိုတက်ဝင်တာပဲပေါ့။အဲ့ဒါလို့ဆင်ញင်ပြီးတရားဓုတရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်တွေဘုရားလက်ထက်ကရှိခဲ့တယ်ပေါ့။ဒါကြောင့်မို့လို့ဘယ်အရာပဲဖြစ်ဖြစ်ကိုယ့်မျက်စိအောက်ကပန်းမွင့်လေးတစ်ဝဲမယ်ကြည့်ပန်းမွင့်လေးတစ်ဝဲဟာပွင့်လာပြီးတော့နောက်ဆုံးမှာနွမ်းပြီးကျွေသွားတယ်ဆိုတဲ့အနေအထားမျိုးလေးတွေကိုဆင်ញင်ပြီးတော့တို့တွေဟာလဲဘဝမှာတည်မြဲနေကြတာမဟုတ်ဘူးပြောင်းလဲတတ်တဲ့သဘောတွေရှိတယ်မပြောင်းလဲခင်တို့တွေကောင်းတာတွေကြိုးစားအားထုတ်ကြရမယ်လို့စိတ်ထဲမှာဒီလိုနှလုံးသွင်းပြီးတော့ကောင်းတာတွေကြိုးစားအားထုတ်နိုင်မှကိုယ့်အတွက်ဟာဘဝရရှိရတဲ့အကျိုးကျေးဇူးကိုခံစားကြရမှာဖြစ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာတင်ပေးတဲ့အဆုံးအမပဲဖြစ်တယ်။သမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်ရှိရင်သမ္မာသင်္ကပ္ပမှန်ကန်တဲ့အတွေးရရမယ်။မှန်ကန်တဲ့အတွေးကြောင့်ပြောတဲ့စကားဟာလည်းမှန်ကန်တဲ့စကားဖြစ်လာတယ်။မှန်ကန်တဲ့စကားပြောသည့်အတွက်ကြောင့်သမ္မာကမ္မန္တမှန်ကန်တဲ့အလုပ်တွေဖြစ်လာတယ်။အပြောနဲ့အလုပ်နဲ့အသက်မွေးကြတာဖြစ်သောကြောင့်မှန်ကန်တဲ့အပြောမှန်ကန်တဲ့အလုပ်နဲ့အသက်မွေးရင်သမ္မာကမ္မန္တသမ္မာအာဇီဝမှန်ကန်တဲ့အသက်မွေးမှုဆိုတာဖြစ်လာတယ်။အဲ့ဒီလိုအသက်မွေးမှုဖြစ်ဖို့ရာအတွက်လူတွေဟာကြိုးစားအားထုတ်ကြရတယ်။အကုသိုလ်တွေမဖြစ်အောင်ထိန်းတယ်ကုသိုလ်တွေဖြစ်အောင်လုပ်တယ်ဆိုပါစို့စိတ်တူတတ်ရင်စိတ်မတူအောင်ထိန်းတယ်ဒေါသဖြစ်ရင်ဒေါသမဖြစ်အောင်ထိန်းတယ်မေတ္တာမဖြစ်သေးရင်ဖြစ်အောင်ကြိုးစားတယ်ဆိုတာသမ္မာဝါယာမပဲ။အဲ့ဒီလိုကြိုးစားတဲ့အခါမှာတတိထားတာကသမ္မာတတိတတိထားပြီးတော့စိတ်ကလေးတည်ငြိမ်အောင်ကြိုးစားတာသမ္မာသမာဓိလို့ဟောမဂ္ဂင်၈ပါးအကျင့်တရားဆိုတဲ့လမ်းကြောင်းပေါ်ကိုရှောက်ခြင်းအားဖြင့်ဒီဘဝမှာလဲစိတ်ချမ်းသာကိုချမ်းသာဘဝခရီးကိုဖြတ်တန်းပြီးတော့မိမိရဲ့စိတ်ထဲမှာကုသိုလ်တရားတွေသာဖြစ်ပြီးတော့အကုသိုလ်တွေနည်းနိုင်သမျှနည်းပြီးဘဝမှာကောင်းကျိုးချမ်းသာတွေကိုရနိုင်တဲ့ကုသိုလ်တွေတို့တွေစီးပူးနိုင်တယ်လို့ဆိုတာကိုတတိကြီးစွာထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း